breaking news ညီကိုတို့ရေကျွန်တော်တို့တွေကိုဒီယာဒီ Man United ကနေပြီးတော့အငှားနဲ့ရောက်လာတဲ့ Margaret Show ကိုကျွန်တော်တို့ဒီယာဒီကိုရင်တော့မှအသင်းမှာဆက်ထားဖို့ဆုံးဖြတ်ချလိုက်ပဲဖြစ်ပါတယ် Margaret Show ကိုဒီယာဒီအငှားခေါ်ပြီးတော့တန်30နဲ့ဝယ်ဖို့ option ရှိရတဲ့အတွက်နောက်လာနေစပြီးတော့ Man United အသင်းနဲ့ကျွန်တော်တို့ဘာစီလိုနာအသင်းစတင်ညှိနှိုင်းမှုတွေလုပ်တော့မှာဖြစ်ပါတယ်အဓိကကစားသမားကိုထားတဲ့အကြောင်းနဲ့ကစားသမားရဲ့ attitude ကိုသဘောကျတယ်ဗျာပြီးတော့သူ့ရဲ့ performance လည်းသဘောကျတယ်ဒီပြနဲ့လည်းအရန်အဆင်ပြေတယ်ပြီးတော့ကစားသမားရဲ့ခံယူချက်ကဘာကမှအရန်ကိုနေချင်တယ်သူ့အနေနဲ့ Man United မှာ MOE နဲ့အဆင်ပြေလို့ထွက်လာခဲ့ရဆိုမြဲအခုချိန် Man United မှာနီးပြပြောင်းလဲလုပ်ပြီး social ပြန်ရောက်ရင်တော့မှ तू ကလုံးဝမပြောင်းလို့ပြောထားတဲ့အတွက်ဒီလိုမျိုးဘာကောက်ချစ်တဲ့ကစားသမားမျိုးဘာကားတကယ်ကိုလက်ခံတယ်။ဖက်သတင်းလေးကတော့ Ronny Baji ကတော့ဂုတ်ကြီးမက်ဆီနဲ့ရန်ဘဲတို့ဝစ်ဆင်ခဲ့တဲ့ကျောင်းနယ်မဆက်ကိုSuper Cup Final ကစပြီးတော့ဝစ်ဆင်ရတော့မှာဖြစ်ပါတယ်။ဒါလေးကတော်တော်လေးကိုသတင်းကောင်း Ronny Baji ဆိုတဲ့အသက်19နှစ်ကစားသမားလေးကိုကျွန်တော် FC Copenhagen ကနေခေါ်လာတယ်။ဒါပေမဲ့ကျွန်တော်တို့အသင်းမှာမှတ်ပုံတင်ခွင့်တော့မရဘူး။သူ့ကိုဘာကာ Athletic ဆိုတဲ့အသင်းမှာကစားသမားတွေနဲ့မှတ်ပုံတင်ခွင့်ပေးထားတယ်အခုချိန်မှာတော့ကျွန်တော်တို့အသင်းရဲ့စူးစမ်းမှုတွေနောက်မှာအခုအသင်းကြီး First တင်ဘာစီလိုနာအသင်းရဲ့ကျောင်းနံပါတ်19နဲ့မှတ်ပုံတင်ခွင့်ရအောင်ဖြစ်ပါတယ်ကျောင်းနံပါတ်19ကိုမွေးစင်ကြီးကသူကဘာကာအက်တလက်တစ်ကစားသမားအနေနဲ့မှတ်ပုံတင်ထားပြီးတော့ကျောင်းနံပါတ်28ဝေးရတယ်ဒီ Margaret Show နဲ့ Ronny Baji သတင်းလေးကတော့ Super Cup Final မှာတကယ်သတင်းကောင်း Margaret Show ကဘာကမှဆက်နေခြင်းတဲ့အတွက်သူ့တက်လည်းပို့ပြီးတော့လမ်းစားပွင့်သွားတယ် Ronny Baji ကလေကျောင်းနံပါတ်19 Messi ဝေးခဲ့တဲ့ကျောင်းနံပါတ်19ဝေးရတဲ့အတွက် Super Cup Final အတွက်ဒီကစားသမားနှစ်ယောက်လုံးကစိတ်တက်ကလုံးဝအမြင့်ဆုံးထိရောက်နေမှာဖြစ်ပါတယ်